ကပရိုင်ဂျင်နီယာတွေမှာကြိုဆိုပါတယ်ရှင်။မင်္ဂလာပါကပရိုင်ဂျင်နီယာတွေမှာကြိုဆိုပါတယ်ရှင်။ဒီနေ့ပါအကြောင်းအရာလေးပြောထားခြင်းလဲဆိုရင်လက်ရှိလိုပေါ့နော် drawing frame တွေမှာ drawing တွေမှာတွေ့ရတယ်ပေါ့နော်ဒီလိုမျိုး drawing တွေရဲ့frame ထဲမှာတွေ့ရတဲ့ဘာလို့လဲဆိုရင်ဒီတက်တန်ကဲရဲ့သင်္ကေတလေးအကြောင်းပြောထားပြီးမယ်။အဲ့တော့တက်တန်ကဲရဲ့သင်္ကေတလေးကဘာကြောင့်မလို့ဒီသင်္ကေတလေးထည့်ရလဲဆိုလို့ရှိရင်ပေါ့နော်။ ratio ပုံစံမဲ့ဆိုလို့ရှိရင်ဒီလိုမျိုး quadrant ၄ခုရှိရပေါ့နော်။ first quadrant, second quadrant, third quadrant, fourth quadrant ဆိုပြီးရှိတယ်။အဲ့တော့ first quadrant ကနေပြီးတော့ပေါ့နော် first quadrant မှာဒီပုံလေးထားပြီးတော့ဒီဘဲရုပ်လေးက observer လေးပေါ့နော်ကြည့်ရှုတဲ့သူကနေဒီဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်ဒီပုံလေးပေါ့နော်ဒီပုံလေးကိုတက်ရှိလို့ဒီ view မှာထားပြီးကြည့်မယ်ဆိုလို့ရှိရင်ဒီ front view ကနေမြင်ရတယ်ဆိုဒီအဝါရောင်လေးက front view လေးနော်ဒီဘေးကဒီ front ကနေကြည့်မယ်ဆိုဒီပုံလေးအဲ့တော့ observer ကနေကြည့်တဲ့အခါကျတော့ observer plane ပေါ်မှာမြင်ရတာပေါ့နော်အဲ့တော့ဒီဘေးကနေမြင်ရရဲဆို side view က front view ရဲ့ဘယ်ဘက်မှာရှိလဲဆိုရင်ညဘယ်ဘက်မှာရှိလဲဘယ်ဘက်မှာဆိုပေမဲ့ဒါက right side view ဖြစ်နေတာပေါ့နော် front view ရဲ့ဘယ်ဘက်မှာ right side view ပေါ့မယ် front view ရဲ့အောက်မှာပေါ့နော် observer plane ကအောက်မှာရှိနေတာဖြစ်တဲ့အတွက်ကြောင့် front view ရဲ့အောက်မှာ top view ထားတာဒီဒါကfirst angle ပေါ့နော် first angle လို့လည်းပြောလို့ရတယ် first quadrant ကနေမြင်ရတဲ့ view ဟုတ်ပြီနောက်တစ်ခုကthird quadrant ကိုကြည့်ကြည့်မယ်အဲ့တော့ဒီဘဲရုပ်လေးက observer လေးပေါ့နော်ကြည့်ရှုတဲ့သူလေးကြည့်ကြည့်မယ်အဲ့တော့ဒီအစိမ်းရောင်ပုံလေးဒီအစိမ်းရောင်ပုံလေးပဲ front view ကနေကြည့်မယ်အဲ့တော့ front view ကနေကြည့်မယ်ဆိုရင်ဒီပုံလေးပေါ်လာလိမ့်မယ် front view လေးအဲ့တော့ front view ရဲ့အပေါ်ပေါ့နော် top view ကနေကြည့်မယ်ဆိုလို့ရှိရင်သူ့ရဲ့ဒီ front view ရဲ့ top view ကဘယ်မှာပေါ်လဲဆို observer plane က top view မှာအပေါ်မှာပေါ်တယ်ပေါ့နော် top view မှာပေါ်တယ် front view ရဲ့အပေါ်မှာ top view ရှိတယ်အဲ့တော့ front view ရဲ့ right ပေါ့နော်ညာဘက်မှာဆိုလို့ရှိရင် right side view ရှိတယ်အဲ့တော့ first quadrant နဲ့ third quadrant နဲ့ရှင်းကြည့်မယ်ဆိုလို့ရှိရင် front view ရဲ့အောက်မှာ top view ရှိတယ် front view ရဲ့ဘယ်ဘက်မှာ right side view ရှိတယ်ဒီအောက်က third quadrant ကပုံကိုယူကြည့်မယ်ဆိုလို့ရှိရင် front view ရဲ့အပေါ်မှာ top view ရှိတယ် front view ရဲ့ညာဘက်မှာ right side view ရှိတယ်အဲ့ ratio တွေအမြဲတမ်းမြင်လေမြင်ထားပုံစံဒီ front view ရဲ့အပေါ်မှာ top view ရှိတယ် front view ရဲ့ညာဘက်မှာ right side view ရှိတယ်ဒါကအမြဲတမ်းမြင်ရတဲ့ပုံစံပေါ့နော်အဲ့အတွက်ကြောင့်မလို့ ratio အပေါ်မှာဆိုလို့ရှိရင်အခုဒီပုံလေးဆိုလို့ရှိရင်ဒါက front view ဆိုရင် front view ရဲ့အပေါ်မှာ top view ထားတာအဲ့တော့ဒီသင်္ကေတလေးထည့်ပေးရတယ် front view ရဲ့အပေါ်မှာ top view ထားတယ် front view ရဲ့ညာဘက်မှာ right side view ထားတယ်ဆိုရင်ဒီတက်တိုင်ကလေးထည့်ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ front view ဒီ top view ကပေါ့နော်ဒီ front view ရဲ့အောက်မှာရောက်နေခဲ့မယ်ဆိုရင်ဒါဘာသင်္ကေတဖြစ်မှာလဲဆိုရင် first quadrant ရဲ့ပေါ့နော် first angle ရဲ့သင်္ကေတလေးထည့်ရမှာအဲ့တော့ဒီသင်္ကေတလေးက third angle ရဲ့သင်္ကေတလေးပါဟုတ်ပြီအဲ့တော့ first angle နဲ့ third angle ရဲ့သင်္ကေတကဘာကွာလဲဆိုရင် circle လေးကညာဘက်မှာရှိတယ်ဆိုရင်ဒါ first angle ရဲ့သင်္ကေတလေးအဲ့တော့ circle လေးကဘယ်ဘက်မှာရှိတယ်ဆိုရင်ဒါ third angle ရဲ့သင်္ကေတလေးပေါ့နော်အဲ့တော့ drawing view နဲ့မှာတွေ့ရတဲ့ third angle လေးအကြောင်းပြောတာပြီးတာပေါ့နော်အဆုံးထိကြည့်တော့ပြီလို့ကျေးဇူးပါရှင်